နေကြောင့်သူ့ကြောင့်သွားမလုံးနဲ့ကိုစကြကိုစားရတာအဲ့ဒါကိုကြက်ကြက်နှလုံးသွင်းဘယ်သူမှအပြစ်မတင်တော့ဘူးစိတ်ချနမ်းမတော်မယ်နုကိုဘာကြီးတော်မင်းတရားသေတံပေးတယ်သေတံပေးတော့ကိုမြတ်ဖို့ခေါ်သွားတာလမ်းမှာလက်စွပ်တကွင်းချုပ်ပြီးအနာဘဂဝတာကိုပေးတယ်ပေးရင်အကုန်ရတယ်နော်ပေးရင်အကုန်ရတယ်အဲ့ဒါလည်းမှတ်ထားအောင်မှတ်မိတယ်မလားနော်အခုပေးလိုက်တယ်ဟိုကရတယ်သွားဖူးတဲ့သွားဖူးတယ်ဆရာတော်ဥပုပ်ငါ့ဆရာတော်ဥပုပ်ဖူးခွင့်ပေးခဏရတယ်သွားဖူးတယ်အမလက်စွပ်တကွင်းရလိုက်တာဟုတ်အဲ့ဒါဆရာတော်ဥပုပ်စီရောက်တော့ဆရာတော်ဘုရားတဲ့ဗာကြီးတော်မင်းတရားတပည့်တော်ကိုသေတံပေးတယ်ဘုရားတဲ့တပည့်တော်မသေးခင်လေးမှာဆရာတော်တရားနာခြင်းလို့တရားချင်းမြင်ပါဗျာဘယ်တော့မှတရားမဟောတဲ့ကိုတော့လာခေါ်ခိုင်းတာအဲ့ဒီခွန်းတော့ဆရာတော်ဥပုပ်ခေါ်လိုက်တယ်မိနုသူ့ကြွေးရှိရင်ဆက်ရမယ်တခွန်းနဲ့ဘယ်သူမှအပြစ်မတင်ဘူးနော်မိနုသူ့ကြွေးရှိရင်ဆက်ရမျက်လုံးနှလုံးကြည့်တတ်တဲ့ပုဂ္ဂိုလ်တွေလောကရှုထောင့်ဓမ္မရှုထောင့်နှစ်ခုလုံးကြည့်တတ်တဲ့ပုဂ္ဂိုလ်ကဘယ်သူမှအပြစ်မတင်တော့ဒီပရိသတ်တာဆရာတော်ဥပုပ်ဆိုဘယ်လိုတုံ့ပြန်မိနုလို့တုံ့ပြန်မလားမင်းတို့သူကြွေးချင်းစားရမယ်လို့တုံ့ပြန်မလားဟဲနင်ဘယ်လိုဖြစ်တာလဲဘာကြောင့်မင်းတရားရက်ဆက်လိုက်တာကိုမိပြအဲ့လိုလောရတာဘယ်လိုညာလို့အဲ့မှာပေါက်ပန်းပါဇက်